လောကမှာအကဲ့ရဲ့လွတ်တဲ့သူတယောက်မှမရှိဘူးလို့ပြောတယ်လူကပိုးပြီးတော့အကဲ့ရဲ့ခံရတယ်ဆိုတာပိုးပြီးအင်အားကြီးလာလို့ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးတဲ့ဘုံဘုံတော့ပြန်မတုံ့ပြန်တော့ဒါကြောင့်ဘုံတို့သတိထားရမယ်တခါတည်းဟန်ကိုယ့်ကိုတိုက်ခိုက်လာတဲ့သူတွေကိုတုံ့ပြန်နေနှစ်နည်းရှိတယ်ဘုရားပြောတဲ့တုံ့ပြန်နေနည်းတခုကသီးခံပြီးတုံ့ပြန်ရမယ်တဲ့ဖြည့်ရှင်းတရားမလို့တဲ့ကိစ္စဇိန်သမဏအခုလိုတရားပွဲကြီးလူစီတီရောက်တဲ့အခါဒီမှာကိုဝင်ဆောင်ကြီးတဲ့တာဝန်မယူနိုင်မဲတဲ့နော်ဒီမှာနေသိလားသိဖြစ်နေပြီတဲ့မွေးတော့မယ်ဖွားတော့မယ်နော်ပြောလိုက်တော့ဘလို့ပုဂ္ဂိုလ်ကြီးညာလို့ပုဂ္ဂိုလ်ကြီးတင်ဘလို့တာဝန်ယူမလဲပါညာဆိုတော့ဘုရားရှင်ကပြောတယ်ဇိန်သမဏနဲ့ဒီကိစ္စမင်းနဲ့ငါပဲသိတယ်နော်တဲ့ဘုရားပြောတယ်ဒါပဲသစ္စာတရားတွေပါလေပြောဦးနော်ဇိန်သမဏနဲ့ဒီကိစ္စမင်းနဲ့ငါပဲသိတယ်ဟုတ်တယ်တဲ့တော်နဲ့ကျုပ်ပဲသိတာဟုတ်ဘာညာနဲ့ဆိုပြီးတော့နောက်တော့မနေနိုင်တော့ပြိဿတဲ့ထပြန်ပြေးတော့အဲ့ဒါမြေမြူတာပဲကိုဝင်ကအတုလေ AI နဲ့လှုပ်ထတာဟုတ်လားမြတ်စွာဘုရားရှင်ကအဲ့ဒီကိစ္စမှာတော့ပြိဿထဲမှာတီတီငြိမ်နဲ့တူတုံ့ပြန်လိုက်တယ်ဇိန်သမဏဒီကိစ္စမင်းနဲ့ငါပဲသိတယ်ဆိုဟုတ်တယ်ဇိန်သမဏမဟုတ်ဘူးဆိုတော့ तू သိတယ်နော်ဘုရားနဲ့ရတဲ့ကိုဝင်မဟုတ်ဘူးဆိုတော့ तू သိတယ်နော်အဲ့ဒါမှ तू မခံနိုင်ဘူးထွက်ပြေးတယ်အဲ့လိုမျိုးပြောလိုက်တဲ့အချိန်မှာကိုဝင်အတူကြီးရဲ့ပြုတ်ကျသွားတယ်ဘုရားရဲ့ဘုံတကူပေါ့လေဟိုတရားမင်းရဲ့ကြွက်နဲ့ဝင်ကြိုက်တယ်မကြိုက်ဘူးဆိုတာဒါစားရပြောတာဟုတ်ကြမှာဟုတ်မှာတို့တော့ဘုရားပြန်ပြောတယ်ဇိန်သမဏဒီကိစ္စမင်းနဲ့ငါပဲသိတယ်ဆိုတဲ့စကားကမိုးကြိုးသားတဲ့ထက်တယ်အဲ့ဒါကြောင့်ဇိန်သမဏထွက်ပြေးရနောက်တော့မြေမြူတာပဲခုမြေမြူတဲ့ကံရှိအဲ့ဒါဆိုတော့ဘုန်းဘုန်းတို့ဒီမှာနတ္တိလောကေအနေတိတော်တဲ့လောကမှာအကဲ့ရဲ့လွတ်တဲ့သူတယောက်မှမရှိဘူးလို့ပြောတယ်လူကပိုးပြီးတော့အကဲ့ရဲ့ခံရတယ်ဆိုတာပိုးပြီးအင်အားကြီးလာလို့ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးတဲ့လောကကင်းဝေးနေနိုင်ရေးအဲ့လေးဖတ်ကြည့်နော်လူခွန်းနဲ့စအောင်ညွှန်းလို့အဲ့ဒါမှလည်းပါတယ်ခွေးသေးကောင်ပုဂ္ဂိုလ်ဘယ်သူမှခြေထောက်နဲ့မကန်ဘူးတဲ့သူကလူပုတ်လူတေလူပေလူညံ့လူဖြင်းကိုဘယ်သူကမှဝေဖန်တိုက်ခိုက်နေမှာမဟုတ်ဘူးသူကပေးတေသုတ်ပြတ်နေပြီလေအဲ့ဒီလူကိုသွားဝေဖန်နေဘာကြိုးများမလဲအေးကိုကတန်းတစ်ခုရောက်သွားပြီတော့ဝေဖန်မှုတန်းနေခံရတော့မယ်တန်းပုံမြင့်ရင်ပိုးခံရမယ်တန်းအမြင့်ဆုံးရောက်ရင်ခံရဆုံးပဲဘုရားကအခမ်းအဆုံးပဲ